ဒီကလေးတွေပေါ့ရေမပတ်ပါနဲ့လို့ပြောနေဟာကိုပတ်တယ် အမလှလို့ပတ်တာ You wear those shoes and I wear that dress. Oh. ဟမ်အောင်မလေးတလန်းလုံးရေမထိအောင်ရှောင်းလာကြမှာရက်ွက်ထဲကကလေးနဲ့ငါထိတော့မှလားမသိစိတ်ညစ်ပါမထူးတော့ပါဘူးဟိုဘာဖြစ်နေလို့ပြောလိုက်တာဟုတ်မောင်လေးတို့ဟိုမပတ်နဲ့နော်အမဟိုဟာဖြစ်နေလို့ဟဲ့မပတ်ပါနဲ့လို့ပြောနေတာလူတို့နားမလို့လားမိမဆုံးမဖမဆုံးမလေး ဘာဖြစ်လို့ချင်းမပြင်ထွက်လာပြင်ထွက်ပတ်မော့ ဟဲ့မပတ်နဲ့လို့လူကြီးကပြောရင်မပတ်နဲ့လေငါထွက်ရှင်တယ်မထွက်ရှင်မထွက်ဘူးပေါ့ဟိုဟာဖြစ်နေလို့မပတ်ပါနဲ့လို့ပြောနေတာဟာ ဘာဖြစ်အိမ်မှာနေပါဘာဖြစ်ပြင်ထွက်လာပတ်မယ်မသိဘူး ဟဲ့အဲ့ဒါဖြစ်နေပြောတာမဟုတ်ဘူးဟိုဟာဖြစ်နေအောင်ပြောတာ ဘာတွေဖြစ်နေကြရလဲ ဘာဖြစ်ရမှာလဲဒီကလေးတွေပေါ့ရေမပတ်ပါနဲ့လို့ပြောနေဟာကိုပတ်တယ် အမလှလို့ပတ်တာ You wear those shoes and I wear that dress. Oh, kiss me. မောင်လေးကလည်းဟိုပတ်တယ်ဆိုလို့ရှိရင်လည်းဟိုမျက်နှာကိုမပတ်နဲ့လေတခြားနေရာကိုပတ်ပေါ့မမဟိုဟာဖြစ်နေရလို့ပြောလို့အဲ့ဒါဟိုဟာဖြစ်တာနှမဆိုရင်ပတ်လို့ရပါတယ်မောင်လေးရဲ့ဟွန်း ဟိုဟာဖြစ်လို့ရှိရင်သမီးရေဘက်ကမထွက်နဲ့လေ ဩတော့ကလည်းအဲ့ဒါဖြစ်နေအောင်ပြောတာမဟုတ်ဘူးဟိုဟာလေဟိုဘယ်လိုပြမလဲမသိတော့ဘူးဟိုဟာမနေ့တုန်းကကြံလေရလေအဲ့ဒါဟိုနည်းနည်းလူကဖျားချင်သလိုဖြစ်နေလို့အေးမိနှာစည်းဖြစ်နေတာ နှာစီးနေတာလားဒါလေးများခဏစောက်အမပြန်လာခဲ့မယ် အဲ့ကျွန်တော်အမေလေ ဟဲ့အမေဟိုအဲ့ဆိုအနာကရဲ့ရက်ခမကြီးပါဟုတ်ပါဘူးဒါကစားတာ ကဲဟာ အမလီဟိုတပီးကိုဗာစီးတိုက်တာလိုက်ရင် မိနှာစီးဖြစ်နေပြီလားဒါဆိုရင်တော့အမြန်ဆုံးတက်တာပျောက်ကင်းစင်နိုင်မှုအတွက်ဒီကိုချင်းကအကူအညီပေးနိုင်ပါတယ် အမလီအဲ့ဒါများအတော်ရဲ့ဆေးကိုဖြည်းဖြည်းတိုက်လည်းရပါတယ်မသိရင်နွားတက်နေလို့ပဲဒီကိုကျင်းနေတာဆိုလို့ရှိရင် AB ဝေဒနာအားလုံးကိုတက်တာပျောက်ကင်းစင်နိုင်ပါတယ်ဒါကြောင့်နေမကောင်းဆက်ပြီးဆိုတာနဲ့ဒီကိုချင်းကိုတောက်လိုက်တော့နော်ဒီနေ့ကရှပလာဝမ်တခမ်းမဲ့တင်မှာတကြံတွင်တွင်လုံးမှာအိမ်စာလောက်လာခဲ့တကြံပြီးလို့ရှိရင်ဒီရှပလာဝမ်ကိုဆက်မွေးပေးမယ်ကြားရနော် ဟာရာသီဥတုကပူလာကွာတော့ပူနေတော့ကျူရှင်ကခေါ်နေပြီ အေးကွာညတညတော့အဲ့လိုမရအောင်ရလည်းမလာပါဘူးဆိုမှာပဲ ဟေးကွာကျူစင်ခေါ်ဖို့လိုသေးလို့လားကျောင်းမမှာတနေ့တာတေးလို့ပြီးပြအောင်ဟောဆရာမကျူစင်ခေါ်နေပြီ မလေးလိုတာပေါ့အခုအချိန်ကလေးကတင်မလေးကြောင်းပွင့်လို့ရှိရင်သူများတဲ့ပို့ပြီးတော့ရှေ့ကိုရှေ့တန်းရောက်နေမှာပေါ့မလေးစိတ်သနာလည်းတင်ပေးရသေးရနော်ဆရာမကလေပင်စင်ယူကန်ကြီးအောင်မှာပင်ပန်းကိုတင်ပေးနေရတာကိုနင်တို့ကတက်ကြွမယူနိုင်ဘူးနော်ညတညလုံးမီးလည်းမလာဘူးလူလည်းကြည့်တော့ပန်တာမျက်လုံးဖြစ်နေပြီအဲ့ဒီတော့ဘယ်ကဆရာပြောမှာတော့ မလေးညီးလိုက်ကြတာနော်ခိုးနေလို့ပဲဒီမှာစာတင်လို့စိတ်မလန်းဆန်းရင်ဆရာမတောက်နေကြအန်နဗွန်စီရှိတယ်နော်ငါသားတို့စိတ်တွေကိုလန်းဆန်းအောင်လို့ဆရာမအန်နဗွန်စီလေးတိုက်မယ်မင်းတို့နေမကောင်းရင်ဘယ်တော့ဆရာမပြန်နှုတ်ဘူးလို့လဲစေးတိုက်ပြီးတော့တင်တာမဟုတ်ဘူးလားအခုလဲစိတ်တွေမလန်းဆန်းဘူးဒီမှာအန်နဗွန်စီရှိတယ်အန်နဗွန်စီလေးတောက်ပြီးတော့ငါသားတို့စာဆက်တင်ထုတ်ဆောင်တယ်ဒီနေ့ကရှပလာဝမ်တခမ်းမဲ့တင်ပါနော်အဲ့ဒီတခမ်းမှာဥပမာနှစ်ပုတ်တင်ပေးလိုက်မယ်အဲ့ဒီဥပမာနှစ်ပုတ်ကိုကြည့်ပြီးတော့ရှပလာဝမ်တခမ်းလုံးကိုတကြံတွင်တွင်လုံးမှာအိမ်စာလောက်လာခဲ့တကြံပြီးလို့ရှိရင်ဒီရှပလာဝမ်ကိုဆက်မွေးပေးမယ်ကြားရနော် စတော့မတရားတယ်ဆောင်ပဲပြေတော့မယ်ဟာ ဆရာမလည်းအန်နဘူစီလေးတောက်လိုက်အောင်မယ် မအနာဘူးတပ်ဖို့လို့တကယ်လို့လားကျမဒီလောက်တက်ကြွရတာဟာ တက်ကြွလည်းလိုအပ်တယ်လေငါသားရဲ့ဒီနေ့ညနေတွေကအန်နဘူစီတောက်ထားမှညကြလို့ရှိရင်တညလုံးလန်းဆန်းမှာဘာဖြစ်လို့လဲဆိုတော့မနေ့ကညလို့ရှိရင်မာရဲ့ဆရာမအင်ကမာကအဲ့တော့ဒီနေ့ညစီသွားတန်းစီရမယ်စီဆိုင်ရှိမှသွားထိုင်နေရမှာเนาะအဲ့တော့လန်းဆန်းဆန်းဖြစ်နေရမယ်